တားလေးအမေကိုကြောက်မြတ်ရတနာဆိုင်ထဲကနေမောင်းထုတ်လိုက်ကြတယ်ပြီးတော့တားအမေကိုပေးထားတဲ့ကပ်ပြားကိုလည်းသူတို့ကနှစ်ချမ်းချိုးပစ်လိုက်ကြတယ်အဲ့ဒီကောင်မလေးကပြောသေးတယ်အမေကဝတ်တာစားတာစုပ်ပြတ်နေတော့ဒီဆိုင်ကပစ္စည်းတွေကိုဝယ်နိုင်မှာမဟုတ်ဘူးတဲ့ဖုံးဆက်ပြီးလူခေါ်နေတာပေါ့ဟုတ်လားကြည့်ရသေးတာပေါ့ညီကဘလို့လူကြီးလူကောင်းတွေကိုခေါ်နိုင်မလဲဆိုတာတို့ဆိုင်ကဘဲအမိုက်ကိုမဆိုလာပြီးအခန့်နေတဲ့နေရာမဟုတ်ဘူးနော်ကောင်စုပ်တွေငါအမေကိုလာမစော်ကားနဲ့အမေဘာမှမကြောက်နဲ့တော့အဲ့ဒီမှာပဲစောင့်နေတာအခုချက်ချင်းလာခဲ့မယ်ကြောက်မြတ်ရတနာဆိုင်ဟုတ်လားငါအခုချက်ချင်းအဲ့ဒီဆိုင်ကိုဖျက်ဆီးပစ်မယ်ဘလို့ကောင်တွေကငါအမေကိုရဲရဲတင်းတင်းစော်ကားရဲလဲဆိုတာငါကိုယ်တိုင်တွားကြည့်ရသေးတာပေါ့ဥက္ကဋ္ဌကြီးCapital Conglomerate ကကိုယ်စားလှယ်တွေ web အစည်းအဝေးခန်းထဲကိုရောက်နေပါပြီ။ယွန်ဘီလီယံ100တန်စာချုပ်ကိုလက်မှတ်ရေးထိုးဖို့ပြင်ဆင်နေကြပြီလေ။အခုဘက်ခီးကိုတွားမလို့လဲဟင်။ပူပေါင်းဆောင်ရွက်မှုကိုဖျက်သိမ်းလိုက်သူတို့ကိုလစ်လိုက်တော့လို့ပြောလိုက်။ဒါပေမဲ့ဥက္ကဋ္ဌကြီးတစ်ဖက်ကကိုယ်စားလှယ်တွေကစောင့်နေကြပြီလေ။ဒါကဘီလီယံချီတန်တဲ့စာချုပ်ကြီးလေ။ငါကဖျက်သိမ်းလိုက်လို့ပြောနေတယ်လေ။ငါအမေကအဲ့ဒီကြောက်မြတ်ရတနာဆိုင်မှာစော်ကားခံခဲ့ရတာဒီနေ့ဒီကိစ္စကိုတေချာမဖြေရှင်းပေးနိုင်ရင်ဘီလီယံတန်စာချုပ်ကိုထားလိုက်ဦးငါတစ်မျိုးလုံးကိုစောက်ထိုးမှုမြော့ဖြစ်အောင်လုပ်ဖြစ်မယ်။ဒါကဘလို့အမှုအရာလဲရှင်တို့ရဲ့မန်နေဂျာကိုခေါ်ပေးပါ။ဝယ်မဝယ်နိုင်တာမဝယ်နိုင်တာလဲမဝယ်နိုင်တာပေါ့တို့မန်နေဂျာကိုခေါ်ခိုင်းရအောင်ညီကဘာမို့လို့လဲအဖွားကြီးမျက်စိမပါဘူးလားငါ့ကိုလာတိုက်မိတယ်ငါဒီကြောက်မြတ်ရတနာဆိုင်မှာပစ္စည်းတွေဘလောက်ဖိုးဝယ်ထားလဲညီတီလားငါဖက်နှက်ကိုလာပေးအောင်လုပ်တယ်ညီရော်နိုင်လို့လားကျမတိုက်မိတာမဟုတ်ပါဘူးရှင်ကိုယ်တိုင်တိုးဝေးပြီးရောက်လာတာပါကြည်ရတာညီတီကိုလာပြီးပြဿနာရှာဖို့စိတ်ယူပေါက်နေတာပဲလုံခြုံရေးတွေရေဒီအယူမကြီးကိုအခုချက်ချင်းအပြင်ကိုမောင်းထုတ်ပစ်လိုက်စမ်းလက်ဖျားနဲ့တော့မထိနဲ့ဘသူကခွင့်ပြုချက်ပေးလို့ငါအမေကိုလာထိရဲတာလဲအမေတားတောင်းပန်ပါတယ်တားနောက်ကျသွားတယ်စိတ်အေးထားပါအမေကိုစော်ကားတဲ့သူတွေကိုတားထိုက်တန်တဲ့ပေးဆက်မှုမျိုးပြန်လုပ်ခိုင်းပါမယ်။တားလေးတို့တွေတွားကြဆိုသူတို့ကလူအင်အားပိုများတဲ့တားအမေကိုပေးထားတဲ့ကပ်ပြားကိုလည်းအမေတေချာမကာကွယ်နိုင်ခဲ့လို့သူတို့ဖျက်ဆီးပစ်လိုက်ကြပြီ။တွားမယ်ဟုတ်လားဘယ်ကိုတွားမှလဲလူကြီးကိုထိတော့လူငယ်ကကဲဖို့ရောက်လာတာပေါ့ပါလဲ။မင်းကဒီအဖွားကြီးဘက်ကနေရက်တီပေးချင်တာလား။မင်းအတွက်ငါအကြံပေးပါရစေ။ငြိမ်ငြိမ်လေးပဲနေလိုက်ပါကိုယ့်ဘက်ကအရှက်မကွဲအောင်လို့ပေါ့။တွားမယ်ဟုတ်လားဘယ်ကိုတွားမှလဲလူကြီးကိုထိတော့လူငယ်ကကဲဖို့ရောက်လာတာပေါ့ပါလဲ။မင်းကဒီအဖွားကြီးဘက်ကနေရက်တီပေးချင်တာလား။မင်းအတွက်ငါအကြံပေးပါရစေ။ငြိမ်ငြိမ်လေးပဲနေလိုက်ပါကိုယ့်ဘက်ကအရှက်မကွဲအောင်လို့ပေါ့ဒီကပ်ပြားမင်းချိုးပစ်လိုက်တာလားဟုတ်တယ်ငါချိုးပစ်လိုက်တာဘာဖြစ်လဲဘယ်လန်ဘေးဆိုင်ကနေအလကားလောက်လာမှမသိတဲ့ကပ်တူကိုငါမချိုးပစ်ရင်မင်းတို့ကဒီလိုပဲလူတွေကိုလိုက်လိမ့်နေဦးမှာမလို့လားရန်လေးကောင်းတယ်တော်တယ်ဒီလိုလူတွေကိုတော့ပညာနည်းနည်းပေးလိုက်ရမယ်ဒါမှပလတ်စတစ်ကပ်ပြားလေးတစ်ချက်ကင်ထားရုံနဲ့တထေးကြီးတွေလိုလာပြီးဟမ်မဆောင်ရဲတော့မှာဟာဟာဟာမင်းတို့တွေဘာလို့စူညံနေကြတာလဲဒီနေ့ဆိုင်ကိုအရေးကြီးတဲ့ VIP ဧည့်သည်လာမယ်ဆိုတာမသိကြဘူးလားမန်နေဂျာချန်ရှင်ထွက်လာတာအတော်ပဲဒီမှာလူတွေလာပြီးပြဿနာရှာနေကြလို့အဲ့ဒီနှစ်ယောက်လေကတ်တူကြီးနဲ့ပစ္စည်းလာဝယ်တာပြီးတော့သူတို့ကြောင့်တထေးကြီးကင်မပစ္စည်းဝယ်တာကိုပါနှောက်နေသွားစေတယ်ဒါကြောင့်ကျမကလုံခြုံရေးတွေကိုခေါ်ပြီးအပြင်ကိုမောင်းထုတ်ခိုင်းမလို့ပြင်နေတာ။အိုးတထေးကြီးကင်တကယ်ကိုအားနာပါတယ်ခင်ဗျာစိတ်နှောက်ယှက်ဖြစ်သွားစေတဲ့အတွက်ခွင့်လွှတ်ပါကျွန်တော်တို့ရဲ့ဝန်ဆောင်မှုလိုအပ်ချက်တွေကြောင့်ပါ။ဟင်းမန်နေဂျာချန်ဒီနေ့ကိစ္စကိုခင်ဗျားဘက်ကကျေနပ်လောက်တဲ့အဖြစ်တစ်ခုမပေးနိုင်ရင်တော့နောက်ကျွန်တော်ခင်ဗျားတို့ဆိုင်ကိုလုံးဝလာပြီးအားပေးတော့မှာမဟုတ်ဘူး။မင်းတို့မျက်စိမပါတဲ့ကောင်တွေတထေးကြီးကင်ကိုတောင်ပြစ်မစော်ကားရဲတယ်ဟုတ်လားလုံခြုံရေးတွေဒီနှစ်ယောက်ကိုအခုချက်ချင်းအပြင်ကိုလွှင့်ပစ်လိုက်စမ်းသူတို့ကိုနောက်တစ်ခါထပ်ပေးဝင်ရင်တော့မင်းတို့အားလုံးအထုတ်ပြင်ပြီးအလုတ်ကနေထွက်သွားကြတော့ဟာဟာဟာဒီအမဲရောင်ကပ်ပြား black card ကိုတောင်မင်းမမှတ်မိဘူးလားဒီအမဲရောင်ကပ်ပြား black card ကိုတောင်မင်းမမှတ်မိဘူးလားဘာကပ်ပဲဖြစ်ကွာငါနယ်မြေထဲမှာမင်းတို့ကပ်ကိုဂယူးဆိုင်နေရမှာလားဒီဆိုင်မှာတော့တထေးကြီးကင်ကငါတို့ရဲ့ဖျားသခင်ပဲလုံခြုံရေးတွေသူတို့ကိုအခုချက်ချင်းအပြင်မောင်းထုတ်လိုက်ကြစမ်းကျန်းရှင်းပေါ့မင်းအခုဘာလုပ်နေလဲငါစိတ်မဝင်စားဘူးမင်းကို10မိနစ်အချိန်ပေးမယ်အခုချက်ချင်းရန်ကျန်းလန်းကကြောက်မြတ်ရတနာဆိုင်ကိုအရောက်လာခဲ့ဟုတ်ကဲ့ပါဥက္ကဋ္ဌကြီးကျွန်တော်အခုချက်ချင်းလာခဲ့ပါမယ်10မိနစ်အတွင်းမင်းကိုငါမတွေ့ရရင်တော့မင်းရဲ့ဝင်းချန်ဒေတာအထွေထွေမန်နေဂျာယာဒူးကနေဖြုတ်ပစ်ဖို့သာပြင်ထားလိုက်တော့ဟာဟာဟာသူကငါတို့ဝင်းချန်ဒေတာရဲ့မန်နေဂျာကျန်းနာမည်ကိုတိုက်ရိုက်ခေါ်ရဲတယ်ပေါ့လေပြီးတော့10မိနစ်အတွင်းရောက်လာဖို့ပါအမိန့်ပေးနေသေးတယ်မင်းကကိုဘာကောင်မှတ်နေလဲဝင်းချန်ဒေတာရဲ့အချမ်းသာဆုံးတထေးကြီးထင်နေတာလားတကယ်ရေးရတာပဲလူကြားကောင်းအောင်ကြွားချင်ရင်လည်းအတိုင်းအတာတစ်ခုတော့ရှိရအောင်မယ်လေဟင်းအစကတော့မွဲ66ကောင်မလို့လွတ်ထားပေးတာအခုကြည့်ရတာစိတ်မမှန်တဲ့အယူတယောက်ဖြစ်နေတာပဲမန်နေဂျာချန်မြင်မြန်ရှင်းပြလိုက်တော့အဲ့ဒီအယူမျက်နှာကိုငါတစ်စက္ကန့်လေးတောင်ဆက်မကြည့်ချင်တော့ဘူးလောက်ကြဆန်းသူ့ခြေထောက်တွေကိုရိုက်ချိုးပြီးလမ်းမပေါ်လွှင့်ပစ်လိုက်ကြအပြင်မှာဘာအတန်တွေလဲဟာဟာဟာမန်နေဂျာကျန်းရှင်ကျမကိုဘာလို့ရိုက်တာလဲဥက္ကဋ္ဌကြီးတောင်းပန်ပါတယ်ကျွန်တော်နောက်ကျသွားပါတယ်ဒါကျွန်တော်ရဲ့ညံပြင်းမှုကြောင့်ပါကျွန်တော်ကိုအပြစ်ပေးပါမန်နေဂျာကျန်းခင်ဗျားယူနေတာလားတထေးကြီးကင်မင်းကဘာကောင်းမလို့လဲဒီနေရာမှာမင်းကလာပြီးအမိတ်ပေးနေရတာလဲမင်းတို့ရှိမှရက်နေတဲ့သူကတကိုယ်လုံးကဝင်းချန်ဒေတာရဲ့ဘန်နာရီလောကကိုချုပ်ကင်ထားတဲ့တကယ်အရှင်သခင်ပဲကျန်းရှင်းပေါ့ငါအမေကမင်းရဲ့နေမြေထဲမှာဒီလိုမျိုးအနိုင်ကျင့်ခံနေရတာပေါ့မင်းတော်တော်လေးလုံနိုင်တာပဲဒါဘသူလောက်တာလဲဒါကိုဘသူလောက်လိုက်တာလဲ